လေးများအတွက်တမန်ကျန်လက်ဆောင်များယေရှု၏မွေးဖွားခြင်းရှိခါကဖျားသခင်သည်ကောင်းကင်တမန်ကာဗီလာကိုယူအပြုတ်ကညာမာရီထံသို့စီလွတ်ခဲ့၏သူသည်သူမကိုပြောခဲ့သည်မှာတင်သည်ကလေးတယောက်ရလာပြီးသူ့ကိုယေရှုဟုမှတ်ခေါ်ရမည်သူသည်အမြင့်ဆုံးသောဖျားသခင်၏သားတော်ဟုခေါ်ခြင်းကိုခံရလိမ့်မယ်သူသည်ထာဝရဆုံးဆန်ရလိမ့်မယ်ဒါဘလို့ဖြစ်နိုင်မှာလဲကျမဒီမိသည့်မျိုးသားချင်းမှမထိတွေ့ဘူးပါအံ့ဩနေသောမိန်းကလေးကပြန်မိခဲ့၏ကောင်းကင်တမန်သည်ထိုကလေးသည်ဘုရားသခင်ထံမှလာသူဖြစ်ကြောင်းလူယောက်ျားအဖေမှဖြစ်လာသူမဟုတ်ကြောင်းပြပြခဲ့၏ထို့နောက်ကောင်းကင်တမန်သည်မယ်ရီဝန်ခွဲအမအဲလစ်ဘက်မှအသက်ကြီးမှကလေးရနေသည့်အကြောင်းကိုပြပြခဲ့၏ယင်းသည်အံ့ဖွယ်နမိတ်တစ်ခုပင်မကြာမီမယ်ရီသည်အဲလစ်ဘက်ထံအလဲသွားခဲ့၏သူတို့သည်ဘုရားသခင်၏ကျေးဇူးတော်ကိုအတူချီးမွမ်းကြ၏မယ်ရီသည်ရောသဟူသောအမျိုးသားနှင့်လက်ထပ်ရန်စီစစ်ထား၏ရောသသည်မယ်ရီ၌ကိုယ်ဝင်ရှိနေသည်ကိုကြားသိရသောအခါဝမ်းနည်း၏သူထင်သည်မှာအခြားသောယောက်ျားတစ်ယောက်ကကလေးဖေဖြစ်မည်ဟုဖြစ်၏အိမ်မက်ထဲတွင်ဘုရားသခင်ကောင်းကင်တမန်သည်ရောသအားထိုကလေးသည်ဘုရားသခင်သားဖြစ်သည့်အကြောင်းကိုပြပြခဲ့၏ရောသသည်ယေရှုကိုစောင့်ရှောက်သည့်မာရိကိုကူညီရန်ဖြစ်သည်ရောသသည်ဘုရားသခင်ကိုယုံကြည်နာခံသူဖြစ်၏သူသည်တိုင်းပြည်၏ဥပဒေများကိုလည်းလိုက်နာသူဖြစ်၏ဥပဒေအသစ်ကြောင့်သူနှင့်မယ်ရီတို့သည်သူတို့၏ဇာတိမြေကိုအခွင့်ဆောင်ရန်ပြန်ခဲ့ကြရ၏မယ်ရီသည်ကလေးကိုမွေးဖွားရန်အချိန်ရောက်နေပေသည်သို့သောရောသသည်တဲရန်အခန်းမရသည်တဲခုအိမ်များမှာအားလုံးပြည့်နေ၏ရောသသည်နောက်ဆုံးတွင်နောက်တစ်ခုတစ်ခုကိုတွေ့ခဲ့သည်ထိုနေရာတွင်ယေရှုကလေးကိုမွေးဖွားခြင်းခံယူခဲ့သည်သူ့အမေကသူ့ကိုနွားစာထည့်ထားသောနွားစာခွက်ထဲတွင်တိတ်ထား၏အနီးနားတွင်တိုးထိန်များသည်တိုးအုပ်များကိုကြောင်းလျက်ရှိ၏ဘုရားသခင်၏ကောင်းကင်တမန်သည်ပေါ်လာကအံ့ဩဖွယ်သတင်းကိုပြောကြားခဲ့ဤနေ့တွင်ဒါဝိဒ်၏မြို့တော်၌ကယ်တင်ရှင်သခင်ယေရှုကိုတင့်အတွက်ဖွားမြင်ခြင်းခံတော်မူပြီးသင်တို့သည်နွားစာခက်၌တိတ်ထားသောတငယ်ကိုတွေ့ကြလိမ့်မယ်ရုတ်တရက်တောက်ပသောကောင်းကင်တမန်များတို့သည်ပေါ်လာကဘုရားသခင်ကိုချီးမွမ်းပြီးအမြင့်ဆုံးသောဘုရားသခင်သည်ဖုန်ကြီးတော်မူပါစေမြေကြီးပေါ်တွင်ငြိမ်သက်ခြင်းရှိပါစေလူတို့အပေါ်မင်္ဂလာတက်ရောက်ပါစေဟုပြောဆိုကြ၏တိုးထိန်တို့သည်နွားတင်းကုတ်သို့အလျင်အမြန်သွားခဲ့ကြ၏သူငယ်တော်ကိုတွေ့ပြီးနောက်သူတို့သည်ကောင်းကင်တမန်များကပြောခဲ့သောယေရှုအကြောင်းကိုလူတိုင်းကိုပြောပြကြ၏ရက်ပေါင်း40လွန်ပြီးနောက်ရောသနှင့်မယ်ရီတို့သည်ယေရှုကိုယေရှုရှလင်မြို့ဗိမာန်တော်သို့ဆောင်ခဲ့ကြ၏ရှိမန်ဟုခေါ်သောလူတဦးသည်သူငယ်တော်ကိုမြင်၍ဘုရားသခင်ကိုချီးမွမ်းလေ၏ဘုရားသခင်၏အစီခံဖြစ်သောအဖိုးအာနန်ဆိုသူကလည်းကျေးဇူးတော်ကိုချီးမွမ်းလေ၏ထိုနှစ်ဦးသည်ယေရှုကဘုရားသခင်၏သားတော်ဂတိတော်ထားခဲ့သောကယ်တင်ရှင်ဖြစ်ကြောင်းကိုသိကြ၏ရောသသည်ငှက်တကောင်ကိုပူဇော်ခဲ့၏ဤကအသင်မွေးဖွားလာသောကလေးကိုဘုရားသခင်အားဆက်တာရာတွင်ဆင်းရဲသောလူတို့အတွက်ဘုရားသခင်၏ပညတ်တော်အတိုင်းပူဇော်သောရစ်ပင်ဖြစ်၏အချိန်အတန်ကြာပြီးနောက်အထူးကျယ်ကြီးတစ်လုံးသည်အရှိပြည်မှပညာရှိများကိုယေရှုရှလင်မြို့သို့လမ်းပြခဲ့သည်ဂျူးတို့၏မင်းအဖြစ်မွေးဖွားလာသူသည်အဘယ်မှနည်းသူတို့မေးခဲ့ကြ၏ငါတို့သူ့ကိုဝတ်ပြုခြင်းလို့ပါဟေရက်မင်းသည်ထိုပညာရှိများအကြောင်းကိုကြားခဲ့၏စိတ်အနှောက်အယှက်ဖြစ်စွာဖြင့်သူတို့ကိုယေရှုကိုတွေ့ခဲ့လျင်သူ့ကိုပြန်ပြောရန်တောင်းဆို၏ငါလည်းသူ့ကိုကိုးကွယ်ခြင်းနဲ့ဟေရက်ကဆို၏အမှန်တွင်သူလိမ်နေခြင်းဖြစ်၏ဟေရက်သည်ယေရှုကိုတတ်ချင်ခဲ့သည်ကျယ်ကြီးသည်မယ်ရီနှင့်ဂျိုးဆက်တို့တငယ်တော်နှင့်အတူရှိနေသောအိမ်သို့တိကျစွာလမ်းညွှန်ပြခဲ့၏ထိုခရီးသွားတို့သည်ယေရှုကိုဒူးထောက်ဝတ်ပြုကရွှေနှင့်အဖိုးတန်ရင်မွေးတို့ကိုလက်ဆောင်ပေးခဲ့ကြ၏ဘုရားသခင်သည်ပညာရှိတို့အားမိမိအိမ်သို့တိတ်တဆိတ်ပြန်ရန်သတိပေးခဲ့၏ဟေရက်သည်အလွန်စိတ်ဆိုးခဲ့၏ရုံမာသောမင်းသည်ယေရှုကိုနှိပ်ကွပ်ရန်စိတ်ဆုံးဖြတ်ခဲ့ကဗန်လီရှိယောက်ျားကလေးငယ်များကိုတပ်ဖြတ်ခဲ့သည်သို့သောဟေရက်သည်ဘုရားသခင်သားတော်ကိုအန္တရာယ်မပြုနိုင်ခဲ့ပေရောသသည်အိမ်မက်တွင်သတိပေးခံရကမယ်ရီနှင့်ယေရှုကိုအီဂျစ်သို့လုံခြုံစွာဖြင့်ခေါ်ဆောင်သွားနိုင်ခဲ့၏ဟေရက်ကွယ်လွန်ပြီးနောက်ရောသသည်မယ်ရီနှင့်ယေရှုကိုအီဂျစ်ပြည်မှပြန်ခေါ်ဆောင်လာခဲ့၏
သူတို့သည်ဂါလိလဲပင်လယ်အနီးရှိနာဇရက်မြို့ငယ်တွင်နေထိုင်ခဲ့ကြ၏အာမင်ကျွန်ုပ်တို့မကောင်းမှုပြုခဲ့ကြောင်းကိုဘုရားသခင်တည်တော်မူ၍၎င်းကိုအပြည့်အဟုခေါ်တွေ့၏အပြည့်အခါမှာတည်ခြင်းပင်ဖြစ်၏ဘုရားသခင်သည်ကျွန်ုပ်တို့ကိုအလွန်ချစ်သဖြင့်သားတော်ယေရှုကိုဆေလွတ်တော်မူကားကားတိုင်တော်ပေါ်တွင်ကျွန်ုပ်တို့၏အပြည့်အတွက်အခကိုပေးဆက်တော်မူခဲ့သည်ထို့နောက်ယေရှုသည်ပြန်ရှင်ကာကောင်းကင်ဘုံသို့တဖန်ပြန်ကြွရောက်တော်မူခဲ့သည်ယခုတွင်ဘုရားသခင်သည်ကျွန်ုပ်တို့၏အပြစ်များကိုဖြေလွှတ်ပေးနိုင်တော်မူ၏တင့်ပြစ်မှတင်သည်ဝေးကွာလိုပါလျင်ဘုရားသခင်ကိုဤသို့ပြောလိုက်ပါယေရှုသည်ကျွန်ုပ်အပြစ်အတွက်အသေးခံတော်မူပြီးတဖန်ပြန်ရှင်တော်မူခဲ့သည်ကိုကျွန်ုပ်ယုံကြည်ပါ၏ယေရှုပြု၍ကျွန်ုပ်၏ဘဝထဲသို့ဝင်ရောက်ကာကျွန်ုပ်၏အပြစ်များကိုခွင့်လွှတ်တော်မူပါထိုသို့အားဖြင့်ကျွန်ုပ်သည်အသက်ကိုရရှိပြီးကိုယ်တော်နှင့်တူထာဝရရှိပါမည်ကိုယ်တော်၏ကလေးအဖြစ်ကိုယ်တော်အတွက်အသက်ရှင်ရန်မဆတော်မူပါအာမင်ယော3:16တမန်ကျမ်းစာကိုဖတ်ပြီးဘုရားသခင်ကိုနေ့စဉ်စကားပြောပါယေရှု၏မွေးဖွားခြင်းဘုရားသခင်၏နှုတ်ကပတ်တော်ဝတ္ထုတမန်ကျမ်းကိုတွင်တွေ့ခဲ့မဿဲ1နှင့်လူကာ1နှင့်ကိုယ်တော်၏နှုတ်ကပတ်တော်မူဝါသည်အလင်းကိုပေးသည်ဇလံအခန်း119မှ130ရေးသားသူ Edward Hughes ဖတ်သူတထက်ဆက်သွယ်ရန် www.bibleforchildren.org